ဒီလိုမေးခွန်းလေးကိုဖြေချင်နေတာပေါ့နော်မကျူးတို့တပင်းနိုင်မြန်နိုင်ရုပ်ကလေဘေဘီလေးတွေအရန်ရမြန်တယ်လို့ကြေညာနေတာပဲဖြစ်တဲ့အတွက်ပေါ့နော်ဒီတိုင်းရိုးဓမ္မတာထိန်နေတဲ့သူလေးတွေကလေးယူဖို့အတွက်စီစဉ်မရှိသေးပေမဲ့သတိသားနည်းတွေတုံးထားပြီးတော့ဓမ္မတာထိန်နေတဲ့သူတွေအခုဒီအမလိုမျိုး9နှစ်6နှစ်နှစ်ချီပေါ့နော်ထိန်နေတဲ့သူတွေနောက်တစ်ခါဆိုလို့ရှိရင်ကိုကအပြိုလေးတော့ဖြစ်ပါတယ်ဒါပေမဲ့ဓမ္မတာလေးကထိန်နေတယ်ဆိုတဲ့ညီမလေးတွေအကုန်လုံးဝင်ကြည့်သွားလို့ရတယ်စားပေးလို့ရတယ်မကျူးတို့တပင်းနိုင်မြန်နိုင်ယူပါဆိုလို့ရှိရင်လေသူကဓမ္မတာကိုမှန်စေတဲ့တအိမ်ကိုအားကောင်းစေတာဖြစ်တဲ့အတွက်ဓမ္မတာမှန်ကလေးရမြန်တာပေါ့နော်ကိုကအိမ်အောင်တယ်ဒါပေမဲ့သတိသားနည်းကိုတေချာစနစ်တကျသုံးထားတဲ့သူဆိုရင်ကလေးလုံးဝမရနိုင်ပါဘူးရှင်နောက်တစ်ခုကအပြိုလေးတွေဖြစ်တယ်ဆိုရင်လည်းကလေးလုံးဝရမှာမဟုတ်ပါဘူးရှင်ဓမ္မတာအတွက်ပဲတည်တံစားလို့ရပါတယ်ဓမ္မတာအတွက်စားမဲ့လူလေးကတစ်နေ့ကို3စွန်းလောက်စားပေးပါကိုကတအိမ်မှာလုံးချက်ရည်ရှိနေတယ်ဆိုရင်တော့တစ်နေ့ကို4စွန်းပေါ့နော်မနက်2စွန်းည2စွန်းစားပေးပါရှင်ဘေဘီလေးယူဖို့အတွက်သူတွေကတော့ folic acid လည်းတောက်ရမယ်ပြီးလို့ရှိရင်တပင်းနာမြန်နိုင်ကိုမနက်2စွန်းည2စွန်းလည်းစားပေးရမယ်နောက်တစ်ခုကဆိုလို့ရှိရင်ကျတို့မှာလမ်းညွန်ချက်လေးရှိသေးတယ်ပေါ့နော်အဲ့ဒီလမ်းညွန်ချက်လေးတိုင်းနေပေးရမှာဖြစ်ပါတယ်ရှင်အကုန်လုံးစားလို့ရပါတယ်အမျိုးသမီးမှန်ရင်တပင်းနိုင်မြန်နိုင်ရုပ်ကိုစားပေးလို့ရပါတယ်ရှင်